ကျွန်တော်တော့ CKO ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ privacy တစ်လေးကိုဆောင်းမှာဖြစ်ပါတယ် Okay ကျွန်တော်စ spawn ချင်မှာ snow pyro မှာ spawn နေကျွန်တော် spawn နေနေအောင်လှည့်ပတ်ကြည့်ပြီးသွားရင်တော့ကျွန်တော်တစ်ပင်လေးအရင်တော့ခုတ်တယ်ပေါ့နော်ကျွန်တော်တစ်ပင်ရတာနဲ့ကျွန်တော်ရင်ဆုံးနေကြအတိုင်းdata crack တဲ့ပွားရင်ကျွန်တော် cracking table crack တဲ့ပွားတောက်ချောင်းလေးလုပ်ပြီးတော့ဒီများဆိုရင်တော့ပစိန်တို့ပေါ့ရင်တော့ကျွန်တော်ကတော့ပေါက်တူအရင်လုပ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ကြောက်တုံးအရင်တူချင်လို့ပါ Okay ပြီးရတယ်ကျွန်တော်ကြောက်တုံးလေးနည်းနည်းတော့တူတယ်ကျွန်တော်နေငယ်ရရတယ်ကျွန်တော်ရဲ့ tools တွေ stone tool တွေဖြစ်ပြောင်းနေstone tool တွေဖြစ်ပြောင်းဖို့ကလည်းကျွန်တော်မှာအစားမရှိတော့အစားရှာဖို့တော့ကျွန်တော်အသားရမယ့်တတိယလေးကိုလိုက်ရှာတယ်အဲ့လိုရှာနေတော့ဝက်လေးနှစ်ကောင်တွေ့အဲ့ဒါနဲ့ကျွန်တော်လက်ပြီးပို့ပေးလိုက်တယ်ပြီးတော့လည်းတိုးတစ်ကောင်လည်းတွေ့တယ်အဲ့တော့ရှောင်းနေရဗျအဲ့ဒါကျွန်တော်စက်တောင်းရင်းနဲ့ကျွန်တော်ဘာတွေ့လဲဆိုတိုးတွေအများကြီးထပ်တွေ့ရအဲ့ဒါကျွန်တော်အဲ့ရလောက်ဖို့အတွက်ကျွန်တော်အကောင်တွေအကုန်လုံးနှက်ပြီးပို့ပေးလိုက်တယ်သုံးမွေရနဲ့ကျွန်တော်အဲ့ရတန်ခရက်တယ်တော့အဲ့ရခရက်ပြီးရတယ်ကျွန်တော်မှအစားမရှိရတော့ကျွန်တော် furnace crack တယ်ပေါ့နော် furnace crack ပြီးတော့ကျွန်တော်မှရှိရအသားတွေကိုกินလိုက်တယ်အစိမ်းစားလို့ရှိရင် price အဲ့လောက်ထိမပြေဘူးဗျာအဲ့ဒါကြောင့် okay ကျွန်တော်ဒီနောက်မှာကျွန်တော် scan ချပြီးတော့ဆုံးဖြတ်လိုက်တယ်ပေါ့နော်ဝေးလည်းမသွားချင်တော့နဲ့အဲ့ဒါကျွန်တော် spawn နေတာနဲ့တိတ်မွေးနေအောင် scan ချလိုက်တယ် okay ပြီးရတယ်ကျွန်တော် data တွေတော့ခုတ်တယ်ကျွန်တော်တိတ်ခုတ်ပြီးပြန်လာနေတော့ဝင်တော့မယ်ဗျနော် share ရထည့်ထားလားမသိနေလုံးရမသိ black hole လို့ပါလို့နဲ့အဲ့ဒါကျွန်တော်လည်း like ပတ်ကြည့်နေလိုက်တယ်တော်တော်ကြည့်လို့ကောင်းနေတယ်အဲ့နဲ့တညတာကိုကျွန်တော်ဒီအိုင်းလေးပဲကျွန်တော်ဖြတ်တန်းလိုက်တယ်ပေါ့ဗျာ Okay day 2ကိုရောက်လာပြီเนาะ day 2မှာတော့ကျွန်တော်အိမ်တစ်လုံးစောင့်မယ်ပေါ့နော်အိမ်စောင့်ဖို့တော့ကျွန်တော်လိုပဲပစ္စည်းလေးလိုက်ရှာလိုက်ပါအောင်မယ်အိမ်ကအကြီးစောင့်မှာမဟုတ်တဲ့အတွက်ကျွန်တော် stone နဲ့တသားရဲ့ဝယ်နဲ့အဓိကသုံးပြီးတော့စောင့်မယ်ပေါ့အဲ့အတွက်ကျွန်တော် stone တွေအများကြီးတူတယ်ကျွန်တော်အိမ်ပြန်ရောက်တာနဲ့အိမ်ဆောက်ဖို့တဲ့နေရာကိုခြားတယ်နော်အိမ်ဆောက်တဲ့အားလေးကိုတော့ကျွန်တော်ဗီဒီယိုလေးနည်းနည်းရေးလိုက်မယ်နော်ရှေ့သွားမှာဆိုလို့အဲ့တော့အားလုံးပဲ let's go finally နောက်ဆုံးတော့ကျွန်တော်အိမ်ဆောက်ပြရပါပြီအဲ့တော့ကျွန်တော်အိမ်အား ready ဖြစ်နေပြီ1 2 3 okay ဒါကတော့ကျွန်တော်ရဲ့ပထမဆုံး survival ဟိုမှာဆောက်တဲ့အိမ်ပေါ့နော်ရင်းတော့မကြီးပဲမဲ့သူကနေပြီးတော့ကြီးလို့တော့ကောင်းတယ်မလား okay ကျွန်တော်ထဲကိုလိုက်ပြမယ်ထဲမှာဆိုတော့ဒီမှာတကားပိတ်လိုက်မယ် okay ဒီလိုလေးရှိရယ် point ဒီမှာအဲ့ရရဲ့ကျွန်တော်စမ်းတဲ့ပါညာပဲရှိရပေါ့အများကြီးတော့မရှိသေးဘူးဒီစုံဝမ်းဆိုတော့ဒီလောက်ပဲလေနော်
နောက် episode ကြလို့ရှင်တော့ကျွန်တော်အိမ်လေးကိုနည်းနည်းလေးလည်းပြင်ကောင်းပြင်နိုင်တယ်ပို့လို့ရှိရင် Iron Armor full stack ရအောင်ကျွန်တော် try မယ်ပေါ့ဗျာကို challenge ခေါ်မယ်ပေါ့ okay အဲ့တော့ကျွန်တော်ဒီနေ့ episode ကတော့ဒီလောက်ပါပဲအဲ့တော့ဆုံးဖြတ်ကြည့်ပေးရလူအကုန်လုံး thank you ပါကျေးဇူးများတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးခဲ့ဖို့မေးပါနဲ့အဲ့တော့အားလုံးပဲနောက် episode မှာပြန်တွေ့ကြမယ်အားလုံးပဲ bye bye ပါ